for this election? What is the main motivation? So this is the pragmatic way to approach the election. So if we reject the election, so no other better alternative. So that's why, so inevitably, we have to choose the election. ကိုတမတော်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လည်းတစ်လျှောက်လုံးပြောခဲ့တယ်အဲ့တော့နိုင်ငံရေးမှာဒီတမတော်ကနေပြီးတော့လွှမ်းမိုးနေတဲ့ကိစ္စကိုကျွန်တော်တို့မကြိုက်ဘူးကျွန်တော်ကတော့ပုံမှန်လင်းလင်းပြောတော့ဟိုတုန်းကလည်းမကြိုက်ဘူးအခုလည်းမကြိုက်ဘူးနောက်လည်းမကြိုက်ဘူးသို့တော့လုံခြုံရေးချင်းချောက်မှုလုံခြုံရေးခြေနေမြင့်မားနေသမျှကာလပတ်လုံးတမတော်ရဲ့အခန်းကဏ္ဍကလည်းဆက်ပြီးတော့မြင့်မားနေလိမ့်မယ်အဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ကနိုင်ငံရေးနည်းလမ်းနဲ့ဖြည့်ရှင်းဖို့စူးစမ်းပါဆိုတာကဥပမာပေါ့ဗျာစိတ်ကူးနဲ့ပါပုံဖော်ကြည့်လိုက်ပါနော်ဟိုပြောရင်လက်တွေ့မှာမဖြစ်နိုင်ဘူးဆိုတော့ကျွန်တော်တို့နားလည်ပါတယ်လက်နဲ့ကင်တယောက်မှမရှိဘူးဆိုရင်စစ်တပ်ဘာလုပ်မလဲလက်နဲ့ကင်မရှိဘဲနဲ့ငြိမ်းချမ်းရေးကြောင့်ဟလာလုံခြုံရေးကြောင့်တမတော်ကနိုင်ငံရေးမှာပါနေရပါတယ်ဆိုတဲ့အကြောင်းပြချက်ပေးစရာမရှိဘူးဒါကျွန်တော်ပြောတာမဖြစ်နိုင်ဘူးသို့တော့ဒါစိတ်ကူးနဲ့ကျွန်တော်တို့စဉ်းစားကြည့်ရင်အဲ့တော့ဒါကြောင့်မလို့တစ်ဖက်ကလည်းဟိုစီရေးရတော့ကျွန်တော်တို့ကျွမ်းကျင်တဲ့ကိစ္စမဟုတ်ဘူးသို့တော့ဒီပြဿနာဟာနိုင်ငံရေးအခြေခံကြောင့်ဖြစ်တဲ့အတွက်ကြောင့်နိုင်ငံရေးအရာဖြည့်ရှင်းဖို့နောက်အခြေခံအကြဆုံးဖြစ်တဲ့ Federal ပေါ့ဟိုတိုင်းသားလက်နက်ကန်ရအဓိကအခြေအနေပဲအဲ့တော့ Federal စနစ်ကိုလက်တွေ့ကြနဲ့ထိထိရောက်ပြုပြင်ပြောင်းလဲမှုလုပ်နိုင်ရင်လက်နက်ကန်ပဋိပက္ခကဒါရော့ကျသွားမယ်လို့ကျွန်တော်တို့မြင်တယ်ဒါကြောင့်ဖွဲ့စည်းမှုအခြေခံဥပဒေပြင်ဆင်ရေးကိုဆောင်ရွက်ရင်းနဲ့တိုင်းပြည်တည်ငြိမ်လာတာနဲ့အမျှတမတော်ရဲ့အခန်းကဏ္ဍကိုတပြေးပြေးဆုတ်ခွာဖို့အတွက်ကိုလည်းကျွန်တော်တို့ဒါဆက်ပြီးတော့ကြိုးစားသွားမှာပါဟိုကျွန်တော်တို့2010အခြေအနေကအခုလောက်လက်နက်ကင်ပဋိပက္ခမရှိဘူးအဲ့တော့မရှိတဲ့အခါကျတော့အနိုင်ရပါတီရဲ့သူရဲ့ဦးစားပေးအစီအစဉ်ကဟိုဖြည့်လျှော့တာပေါ့ liberalize လုပ်တဲ့ဟာကိုဦးစားပေးပြီးလုပ်သွားတော့ကျွန်တော်တို့နိုင်ငံရေးကျင်းသားလွှတ်တာတို့ဒါပြည်ပရောက်ဒါတက်ကြွလှုပ်ရှားသူတွေပြန်ဝင်ခွင့်ရတာတို့ပြီးတော့ဒီစာပေစီစီရေးရုပ်သိမ်းလိုက်တာတို့အဆရှိတဲ့ပြောင်းလဲမှုတွေအများကြီးကျွန်တော်တွေ့ခဲ့ရတယ်နောက်ဆုံးပြောရင်အပြစ်ခတ်ရစေးဒါစာချုပ်ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ဆောင်ရွက်တာတွေကအစပေါ့လေအခုအချိန်တွေကကြတော့2010နဲ့မတူတာကပဋိပက္ခအရှိန်မြင့်တဲ့အခါကျတော့ဟိုဦးစားပေးအစီအစဉ်က2010နဲ့ကွာသွားလိမ့်မယ်လို့ကျွန်တော်တော့မြင်တယ်အဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ဒီကာလမှာကတော့ငြိမ်းချမ်းရေးကိုဦးစားပေးပြီးတော့ဆောင်ရွက်ဖို့လိုတယ်ဟိုတစ်ဖက်ကကျွန်တော်တို့တွဲဆုံဆွေးနွေးညှိနှိုင်းတာတွေဖြည့်ရှင်းတဲ့ကိစ္စတွေကိုဟိုအာသွန်ခွန်စိုက်ဆောင်ရွက်မဲ့လွတ်တော်ဆောင်ရွက်မဲ့အစိုးရမျိုးကျွန်တော်ကတော့ဖြစ်စေခြင်းတယ်ဒါကတော့ကျွန်တော်တို့ယင်နေတဲ့ဆန္ဒပါအဲ့တော့သို့တော့အခုကတော့ရွေးကောက်ပွဲရလဒ်ပေါ်မှာမူတည်ပြီးတော့ဘယ်လိုပေါ်ပေါက်လာမလဲဆိုတာကိုပဲကျွန်တော်တို့ဟိုစောင့်ကြည့်ရမယ့်သဘောဖြစ်ပါတယ်